ATK ဝတ်တဲ့သူတိုင်းဒီတစ်ချက်ကြောင့်လုံးဝမကြောက်သွားပါနဲ့ ATK ရွှေတွေကိုဝယ်တယ်ဝတ်တယ်ဝတ်တာကြတဲ့အခါမှာစူဇန်တို့ဘာဖြစ်လာလဲဆိုတော့ရွှေဖြူတွေဆိုလို့ရှိရင်အောက်ခံရွှေဝါရောင်တွေထွက်လာတယ်အကြောင်းရင်းကိုခဏလာပြီးတော့မေးကြတယ်အဲ့တော့စူဇန်ပြောပြမယ် ATK ရွှေဆိုတာကစူဇန်တို့ပြောရမယ်ဆိုလို့ရှိရင်ရွှေကိုမှပြန်ပြီးတော့ကုန်တီလောက်တာဖြစ်ပါတယ်နိုင်ငံခြားကဝင်လာတဲ့ ATK တွေဆိုလို့ရှိရင်တော့အများစုက quality ကောင်းတယ်တော်ယုံနဲ့အယောင်ကျတာအယောင်ပြေတာမျိုးတွေမရှိဘူးဒါပေမဲ့မြန်မာပြည်ကထွက်တဲ့ ATK မျိုးတွေကြတော့စူဇန်တို့ရွှေဖြူမှာပြန်ပြီးတော့အဖြူကိုတီလောက်ထားမယ်သို့မဟုတ်ပင့်ကိုတီလောက်ထားတာဖြစ်တယ်အဲ့လိုဖြစ်တဲ့အခါကျမှစူဇန်တို့ဝတ်တာကြတဲ့အခါမှာအယောင်တွေကွာပြီးတော့မှရွှေရောင်ပြန်ပြီးတော့ထွက်လာတာဖြစ်ပါတယ်ကို့အနေနဲ့ရုပ်ဆိုးတယ်ကြည့်လို့မလားတော့ဘူးဆိုရင်တော့ဘာလုပ်လို့ရလဲဆိုပဒိန်ဆိုင်ချင်းမှာသွားပြီးတော့မှစူဇန်တို့ ATK ကိုအယောင်တင်လို့ရတာဖြစ်ပါတယ် ATK အယောင်တင်တာကတော့တမန်ပဲရည်တဲ့အယောင်တင်တာထက်ပိုပြီးတော့မှဈေးပိုပေးရနိုင်ပါတယ်ကိုအနေနဲ့အယောင်မတင်တော့ဘူးမကြိုက်ဘူးကျမလဲဝတ်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်ခဏဒီဇိုင်းလေးကိုချိန်ပြီးတော့ဝတ်လို့ရတာပေါ့နော်ဒီတော့ ATK ရွှေတွေဝယ်တဲ့သူတွေဒီပြဿနာမျိုးကြုံလာပြီဆိုရင်မကြောက်ပါနဲ့ပြန်ပြီးတော့ပဒိန်ဆိုင်ကိုသွားပြီးအလျံတင်လို့ရတယ်လို့အယောင်လဲပြန်ပြီးတော့လှုပ်လို့ရပါတယ်ဒါပေမဲ့ကိုဝယ်ခဲ့တဲ့ဆိုင်မှာဘယ်လောက်ရခိုင်နှုန်းနေနဲ့ဖြတ်လဲဆိုတာကိုသေချာလေးလေ့လာထားဖို့တော့လိုပါတယ် ATK ရွှေနဲ့ပတ်သက်ပြီးတော့လေ့လာခြင်းနဲ့ ATK ရွှေတွေကိုသေချာသေးစိတ်တင်ယူသေချာအသေးစိတ်လေ့လာတင်ယူပြီးတော့မှအယောင်ဝယ်လုပ်ချင်တဲ့ online ကနေ ATK ရွှေတွေနဲ့ရွှေကိုဈေးကွက်ထိုးဖောက်ချင်တယ်ဆိုရင်စူဇန်ကိုယ်တိုင်ဖွင့်ထားတဲ့ ATK ရွှေတွေရဲ့တီးသန့်တင်တန်းလေးရှိပါတယ် class လေးကကြတော့စူဇန်တင်တန်းထဲမှာဈေးအသက်သာဆုံးနဲ့အထိရောက်ဆုံး trainer ပေးတဲ့တင်တန်းဖြစ်တာဖြစ်တဲ့အခါကြောင့်မို့ကို့အနေနဲ့ထိရောက်သိယူချင်တယ်ဆိုရင် video screenshot ပြီးတော့အမြင်လာချိုင်ဖို့လိုပါတယ်ကျေးဇူးပါ